သွားနေရတယ်ငါတို့တွေကအနန္တ အနန္တသွားနေပါHello မင်္ဂလာပါ Intro တော့ကချနာပူရီရဲ့ viewpoint လို့ပြောလို့ရတဲ့အနန္တ River Hill Resort မှာနေလည်စာသွားစားမှာပါဒီနေရာလေးကလေကချနာပူရီကိုလာလဲတူတိုင်းမဖြစ်မနေသွားတဲ့နေရာလေးပါ Intro တို့မြန်မာနိုင်ငံကအင်းလီဒေတာလို့ vibe လေးရတယ်အဲ့ဒီရေပေါ်အိမ်လေးမှာ Intro တို့နေလည်စာစားမှာပါ Intro တို့ရောက်တဲ့ချိန်ကလေနေခင်ဘက်ဆိုတော့တော်တော်လေးလည်းနေပူတယ်အဲ့တော့ Intro အောက်ကိုတမ်းစင်မင်းနဲ့ border reception မှာခဏလေးနားနေရပါ Intro မှာတော့ဘိုက်စာနေပြီဆိုတာနဲ့ Intro တို့အောက်ထပ်ကိုဆင်းလာခဲ့တယ်ဒီနေရာလေးကမသိလို့ရှိရင်မြင့်စုံလို့ထင်ရတယ်ပပလည်းမှာလည်းတောင်တန်းလေးတွေနဲ့တော်တော်တာရတယ်ဒီမှာနောက်ထပ်ထူခြားတဲ့အရာတစ်ခုကရွှေငါးလေးတွေကိုမှန်စပွဲအောက်ကနေချိလို့ရတယ်ဒီတဲဝင်လိုက်တာတော်တော်လေးတော့ပြင်မနေရှင်လို့စင်ကူကတော့စားဖို့ ready ပါဒီနေရာကထိုင်းမြန်မာနယ်စပ်တို့လည်းဟုတ်တော့မြန်မာဝန်ထမ်းလေးတော်တော်လေးများတယ်အဲ့တော့ Intro တို့လူချင်းနဲ့စားချင်တဲ့ဟင်းအရတာကိုလည်း Intro တို့မေးမြန်းပြီးတော့မှာလို့ရပါဘောနော်ဟင်းမန်နူတွေကတော့အရင်အများကြီးရောမရှိဘူးပေါ့နော် Intro တို့ကတော့ seafood တုံရမ်းနဲ့ပင်လယ်စာအစုံပါတဲ့ဟင်းတစ်ပွဲနဲ့မှာလိုက်တယ်ဟင်းပိုးရှင်းရလည်းမစိုးဘူးပေါ့နော် Intro တို့လူ၄ယောက်ဝစားလို့ရတယ်ဒီမှာတဲခိုတဲ့သူတွေဆိုရင်တော့ breakfast အပြင် dinner ကိုပါ buffet သုံးဆောင်လို့ရမှာပါဒီမှာက water pool လိုမျိုး water activity တွေကိုအစုံကစားလို့ရတယ်ပေါ့နော်ဒီမှာတဲခိုတဲ့သူတွေဆိုရင်တော့ free ကစားလို့ရတယ်အပြင်ကနေတက်လာလဲတဲ့သူတွေဆိုရင်တော့ဘက်လီယာနဲ့တနည်းကောင်အဝရေကစားလို့ရတယ်ဒီနေရာကမနက်ခင်းနေထွက်တဲ့အချိန်ပြီးညနေခင်းနေဝင်တဲ့အချိန်တွေဆိုလို့ရှင်ပို့ပြီးတော့လှတယ်သူတို့မီးအဝါရောင်လေးတွေနဲ့ပို့ပြီးတော့လှတယ်ပေါ့နော် Intro တို့ကတော့ညနေခင်းဒီမဆောင်တော့ဘူးတခြားသွားစရာရှိတာဆိုတော့ခီးဆက်လိုက်ပါဦးမယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ် Thanks for watching bye